ဒီနေ့ဗီဒီယိုမှာတော့ရုပ်ရှင်မင်းသမီးအကယ်ဒမီခင်ဝင်းဝါရဲ့ game အကောင့်ကိုကျွန်တော်တို့တစ်ချက်သွားရှိုးမှာပဲဖြစ်ပါတယ်ဒါကျွန်တော်ပြောမှဆိုလို့ရှိရင်ပေါ့နော်ဒီ game အကောင့်ကဘယ်လိုတွေးခဲ့လဲဆိုတော့ဟိုတနေ့ကကျွန်တော် YouTube ကြည့်နေနေမှာဒီဆောက်ကျော်ရဲ့ဗီဒီယိုသွားတွေ့တယ်ပေါ့ဗျာအဲ့မှာ तू ကခင်ဝင်းဝါရဲ့ game အကောင့်ခင်ဝင်းဝါ game ဆော့ထားတာကို तू ကပြထားတာအဲ့တော့ဟာငါလည်းရှာကြည့်လိုက်အောင်မယ်ဒါကတော့ရှာထားတဲ့ဗီဒီယိုဆိုတော့ကျွန်တော်တို့ကြည့်ကြမယ်ပထမဆုံးအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီသူ high run ပေါ့နော် high run ကတော့ legend 2မှာရှိတယ်ခုလောတဲ့အခုလက်ရှိ run ကလည်း legend 2 second အနေနဲ့ကကျတော့Karina Starlight ဟုတ်ရော Karina Starlight ပြီးရင်နာနာဟာရနာနာဟဲ့ရောအိုးအကောင်ကြီးလားဟလားဟဲ့ငါလည်းဂိမ်းကောင်းဂိမ်း over ဂိမ်းလောကနဲ့နည်းနည်းဆက်သွယ်ပြတာများဟိုဆိုမသိတော့ဟေးဘာမှကိုမမိတော့ဟာနေတော့အခု roll အနေနဲ့ကတော့ jungle ဘာတွေမစောဘူးပေါ့နော် roll နဲ့ဒီ mid lane ပဲစောတာပေါ့နော်ဒါ mid lane ကတော့စောတာအများဆုံးပဲဒီမှာဒါကတော့ career achievement ပေါ့နော် level 64ဒီမှာကျွန်တော် history ရရှုံးထားတာရော history ရရှုံးထားတာထားလိုက်ဒါမှရတယ်နောက်ပိုင်းနေနိုင်သေးတယ်သူကနိုင်လိုက်ရှုံးလိုက်ဖြစ်တာဒါ solo ဆော့လည်းမဟုတ်ဘူးကွာ9ယောက်ဆော့တာနောက်ပိုင်းနေ solo ဆော့တာသူ solo ဆော့ထားလို့ရှုံးတာပွဲကတော့202ပွဲရှိရဲ့ဒီ season မှာ202ပွဲများတော့မစိုး90လောက်ဆော့တာall season မှာပွဲပေါင်း3000ကျော် okay မိုက်တယ်နေငါဒါကျွန်တော်ရဲ့ game ကောင်းတက်ပါနော် game ကောင်းတက်မှာကျွန်တော်ပြမယ် game ကောင်းတက်တော့မဟုတ်တာတကယ်ချင်းစီကယူဆော့ထားတာဆိုသူကောင်းလေ game ကောင်းတက်ပါနော်ကျွန်တော်မှ all season မှာ135ပွဲပဲရှိတည်ပေါ့မစိုးပါဘူး3000ကျော်ဆိုတာတော့အများကြီးတိုက်ဆိုးတဲ့ထင်မှာတော့မပါဒါပေမဲ့များတဲ့ထင်မှာလည်းမပါဘူးပြတဲ့မှာကျွန်တော်ပြောနေတာ okay ပြန်ရှုတစ်ချက်ပြန်ရှုမှာသူကင်ထားတာကတော့ဗလာအများဆုံးပေါ့နော်ဗလာပွဲ120ကင်ထားဒီ season မှာအပြင်အင်ဂျလာတို့ပေါ့18ပွဲပဲကင်ထားပါနော် nobody လည်းကင်နေနော်သူမဆိုး all season မှာall season မှာဗလာပွဲ1200တဲ့1200ဆိုဗလာကြီး only ကင်တာကွာကျန်တဲ့ကောင်တွေကအဲ့နဲ့ပွဲမများဘူးဗလာကြီး only ကင်တယ်ဗလာ onlyဒါရတော့ဘာမှမဟုတ်တော့ဘူးနော် okay ဒီမှာ second လေးပြန်ကြည့်မယ် special skin တွေရှိမယ်ဒါတော့ junior collector level 1ပေါ့နော်ဟာဟေးအောင်နေခဏနေငါဘယ်တွေပြနေနေ junior collector level 1တိပြီခဏနေဟို profile ဘက်ပြန်သွားလိုက်စမ်းမှာငါဘာတွေလုပ်နေတာပါလိခဏလေးsecond လေးပြနေမှာကွာဒါ junior level 1junior collector level 1ပြီးလို့ရှိရင်ဒီမှာ second ကတော့62ကောင်ရှိမှာပေါ့နော်ဒီ lane မှာဆိုလို့ရှိရင်တော့ဒီ तू ကကင်တာများတယ်ပေါ့ဗျာ mid lane ကင်တာများတယ်ဆောနာကျွန်တော်ပြောမလို့ဆောနာအဲ့ UR မှာတွေ့လိုက်လား profile မှာပါတယ်မီတော့ဒီမှာပြမီတော့တွေကြည့်လိုက်9,19200 oh my god မီတော့ကြီးပဲเนาะဒါမီတော့ကြီးပဲဟုတ် like ကတော့1913မိုက်တယ်ရောင်ကြီး9သိန်းကျော်ဆိုးပါဦးငါတို့လိုက်ငါလိုက်က6ခုတဲ့ဒါတော့မှငါ6ရက်ပြီးတယ်ငါ6ရက်ပြီးတယ်ညဘယ်ပြန်ရောက်တော့ငါတော့ပြတာကွာငါကောင်းတယ်ငါတော့ရှင်တာနေရောဒါရောလက်ဆောင်ဝယ်ဖြစ်တဲ့ဟာကြီးကွာ likely ပေးထားပြီးတော့ okay so ဒါနေတူဘာ second ထားတာnobody ရ second ထားတာ nobody ရထားတာဒါ nobody ရ normal လားမသိဘူးနော်ကျွန်တော် game ဆိုတာကြိုက်ပြ brother sorry ပဲကျွန်တော်အဲ့လောက်ကြီးမသိတော့ဒီ game ကလုံးမဆော့တားကြနေဒါဆိုလို့ရင် तू နိုင်တဲ့ပွဲလေးလည်းရှိရှုံးတဲ့ပွဲလေးလည်းရှိမှာပေါ့နော်ရှုံးတဲ့ပွဲကလည်းများတယ်လို့ပြောရမှာဒါတယောက်တည်း solo ကြီးဆော့ထားတာ तूရှုံးတာတော့မှမင်းဟိုကနော်မင်းရွှေတွေဟိုဟာနေ MVP နဲ့